ကျွန်တော်တို့တစ်စဲရိုက်တဲ့နေရာမှာအပိုင်း၃ပိုင်းရှိပါတယ်ပထမအပိုင်းအနေနဲ့ဘောင်ကျစ်ချင်းနဲ့ဒုတိယအပိုင်းအနေနဲ့ပိုးစာပေါင်းကူချင်းလုပ်ငန်းနဲ့တတိယပိုင်းအနေနဲ့ကျွန်တော်တို့ဆေးရိုက်ချင်းလုပ်ငန်းဆို process ၃ခုရှိပါတယ်ကျွန်တော်တို့ပထမစတင်မျှဝေမဲ့အပိုင်းကတော့ဘောင်ကျစ်ချင်းလုပ်ငန်းဖြစ်ပါတယ်ပိုးစာပေါင်းကျစ်ဖို့အတွက်ကျွန်တော်တို့အဓိကလိုအပ်တဲ့ပစ္စည်းတွေကတော့ပိုးစာပေါင်းပိုးစာရဲ့ပိုးစာပေါင်းကိုဆွဲတဲ့ပလီယာချောင်းလိုအပ်ပါပိုးစာကိုညှပ်ဖို့ကျွန်တော်တို့ကတ်ကြီးလက်လိုအပ်ပါတယ်ပိုးစာကိုကတ်ဖို့အတွက်ကျွန်တော်တို့ပုံမှန်ကနေမှလွယ်လင်းတူဝယ်လို့ရတဲ့ TV ကောလိုအပ်ပါတယ်ပြီးရင်ကျွန်တော်တို့ပိုးစာကိုတက်ရက်ဖို့နောက်တိတ်တစ်ခွေလိုအပ်ပါတယ်ပိုးစာချစ်ပြီးတဲ့အခါမှာဘောင်ကိုတန်ရှင်းဖို့တင်တာလိုအပ်ပါတယ်ဘောင်ချစ်ဖို့ပိုးစာဖြတ်တဲ့အခါမှာဘောင်ထက်ပို့ပြီးတော့နှလက်မပတ်လက်စီပို့ပြီးညှပ်ထားရမှာဖြစ်ပါတယ်ပိုးစာပေါင်းစချစ်ပြီဆိုတာနဲ့ပိုးစာကိုချက်ချင်းကိုကြိုက်တဲ့ဘက်ကနေပြီးတော့ကော်ကတ်လို့မရပါဘူးပိုးစာပေါင်းချစ်ချင်းတန်မှန်စဉ်ရှိပါတယ်ပိုးစာပေါင်းချစ်တဲ့အခါမှာနံပါတ်1နံပါတ်2နံပါတ်3နံပါတ်4ဆိုပြီးအစဉ်လိုက်ကတ်ရပါမယ်ပြန်ပြောပါမယ်နံပါတ်1မှာကတ်ပါမယ်နံပါတ်2မှာကတ်ပါမယ်နံပါတ်3မှာကတ်ပါမယ်နံပါတ်4မှာကတ်ပါမယ်ပိုးစာချစ်တဲ့နေရာမှာပိုးစာကိုရေစည်းရိုက်တဲ့ပိုးစာနဲ့စီစည်းရိုက်တဲ့ပိုးစာဆိုပြီး2မျိုးခွဲထားပါတယ်ရေစည်းရိုက်တဲ့ပိုးစာကိုမဲ80 100 120 140တို့နဲ့ရိုက်ပြီးတော့စီစည်းရိုက်တဲ့ပိုးစာကိုတော့မဲ180 200 250 300တို့နဲ့ဘောင်ချစ်ပြီးတော့ရိုက်ရပါတယ်ကျွန်တော်တို့အခုဆိုရင်ဘောင်ချစ်တာနံပါတ်1မှာပထမဆုံးကတ်ပါတယ်ပြီးရင်နံပါတ်2ကိုကတ်ထားပြီးသားဖြစ်ပါတယ်အခုနံပါတ်3မှာတော့ကျွန်တော်တို့ဘောင်ဆွဲပလေယာနဲ့ဆွဲပြီးတော့ကတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုနံပါတ်3ကိုဆွဲပြမှာဖြစ်ပါတယ်နံပါတ်3ကိုဘောင်ညှပ်ပလေယာနဲ့ခုလိုဘောင်ကကိုယ့်ဘက်မှာထားပြီးတော့ဘောင်ကိုတင်းနေအောင်ညှပ်ပြီးတော့လို့ဆွဲချပြီးတော့ကော်တုတ်ထားပြီးဆွဲချရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘောင်ချစ်တဲ့နေရာမှာနောက်ဆုံးနံပါတ်4နေရာကိုရောက်ရှိနေပြီဖြစ်ပါတယ်နံပါတ်4နေရာကိုချစ်တဲ့အချိန်ကတော့အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်နံပါတ်4နေရာမှာစတင်ဆွဲပါပြီတင်းနေအောင်ဘောင်ချစ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့လူတက်ထိုင်လို့ရတဲ့အနေအထားထိတင်းအောင်ကြည့်ရမှာဖြစ်ပါတယ်ဟောတုတ်ထားတဲ့ဘောင်ကိုကျွန်တော်တို့အတွင်းကနေပြီးတော့ဘောင်အတွင်းဘက်မှာထားပြီးတော့ဇာကိုအပြင်ဘက်ကနေပြီးတော့ပိုးစာပေါင်းညှက်တဲ့ပလျာနဲ့ဆွဲပြီးညှက်ပြီးဆွဲတင်းလိုက်တာဖြစ်ပါတယ်အခုဆိုကျွန်တော်တို့ဘောင်ချစ်လုပ်ပြီးပါပြီဘောင်ချစ်ပြီးသွားတာနဲ့ဘောင်ကိုတန်ရှင်းအောင်တင်တာနဲ့တန်ရှင်းပြုလုပ်ရပါတယ်ပြီးရတဲ့ဘောင်ဘေးပတ်ပတ်လေးကိုနောက်တိတ်အနက်နဲ့ယခုလိုကတ်ထားမှာဖြစ်ပါတယ်